မြန်မာလေရွေးစင်တင်ကြီးဟာကပ္ပဖလားပြိုင်ပွဲမှာရှုံးပွဲမရှိဘူးဆိုတာတင်လို့သိပါတလားအားလုံးပဲမင်္ဂလာပါဟုတ်ပါတယ်မြန်မာလေရွေးစင်တင်ကြီးဟာကပ္ပဖလားပြိုင်ပွဲမှာရှုံးပွဲလည်းမရှိသလိုနိုင်ပွဲတရေပွဲလည်းမရှိခဲ့ဘူးပါဘူးဘာကြောင့်လဲဆိုတော့မြန်မာလေရွေးစင်တင်ကြီးဟာကပ္ပဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရှစ်မှဝင်ရောက်ရှင်ပြိုင်ခြင်းမရှိခဲ့လို့ဖြစ်ပါတယ်အဲ့ဒါစတာပါပြောချင်တာကတော့မြန်မာလေရွေးစင်မျိုးသမီးရောမြန်မာလေရွေးစင်မျိုးသားရောဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဒုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာချန်ပီယံဆုနဲ့နီးစပ်ဆုံးဖြစ်ခဲ့ပြီမဲ့နှစ်တင်းစလုံးချန်ပီယံဆုနဲ့လွှဲချော်ခဲ့ပါတယ်အဲ့ဒီပွဲမှာအမျိုးသမီးတင်းကချန်ပီယံဆုနဲ့လွှဲချော်ခဲ့ပြီမဲ့ကျူကျူဆာဆာနဲ့အားထုတ်ပြီးအတတ်နိုင်ဆုံးနောက်ဆုံးချိန်ထိတိုက်ပွဲဝင်ကစားခဲ့တဲ့အတွက်ကြောင့်ကြီးရတာဂျီနတ်အားရမိတယ်ဒါပေမဲ့အမျိုးသားတင်းကအလုံးမဟုတ်ပါဘူးအမျိုးသားတင်းတကြီးမိတဲ့တစ်ချောင်းမှာစိတ်မပါသလိုကစားနေတာအားထုတ်ပြီးကစားတာမတွေ့ရသလိုဒီဖလားရလည်းအရေးမကြီးပါဘူးအဲ့လိုပုံစံနဲ့ကစားနေတာတွေ့ရတယ်အဲ့လိုမျိုးသမီးတင်းနဲ့အမျိုးသားတင်းနဲ့ကွာခြားနေတဲ့ကြိုးစားအားထုတ်ပုံချင်းအဲ့ဒါကိုပြောပြချင်တာပါကဲပေါ်လာတော့ဘလို့ထင်လဲအောက်က comment မှာမှတ်ချက်ပေးပေးပါဦးအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်